ခုကျွန်တော်ရောက်တဲ့နေရာတော့ကံပက်လက်လို့အမည်တွင်စေတဲ့ဟိုးရှိတဲ့ချိန်တစ်ခါတော့ဒီကံတကယ်ရှိခဲ့ဘူးရဲ့ဆိုတဲ့နေရာဟောင်းပါပဲဒီနေရာမှာဒီထွက်တယ်လို့ယူဆကြတယ်အခုလက်ရှိလည်းဒီမှာဒီကတော့စိတ်ပြီးတော့ထွက်နေတဲ့သဘောရှိတယ်ဒါကံလို့ယူဆလို့ကြတာဒီမှာဘောက်ခတ်ထားတဲ့စိတ်ထက်ကအုပ်ရိုးတွေရှိဒီကံရဲ့အကျယ်ဝန်းဟာကျွန်တော်ရှိရမြင်ရတဲ့10ပေ15ပေ30ဝန်းကျင်ရှိတယ်လို့ပြောတယ်ဒီနေကြီးကဒီကံဝန်းကျင်မှာတော့လည်းနှစ်ပေါင်းများစွာကလေးနေခဲ့တာတဲ့ဒီကံနဲ့ပတ်သက်ပြီးတော့အမေကြီးကိုနည်းနည်းမေးကြည့်တော့ကဲပြီးပြီပေါ့ဒီကံကိုအမေကြီးနောက်ဆုံးမြင်ခဲ့တဲ့အချိန်မှာဒီကံရဲ့အနေထားဘယ်ပုံရှိလဲနောက်ဆုံးဦးလုံးဒီကံမို့နောက်ဆုံးနှစ်ခုတော့ရောက်ခါကြတယ်အခုဒီကဒီကံတော့ကိုယ်နေတာဘုံဘုံပြကြတာဒီလိုတော့ခက်ကြည့်ကိုအဲ့မှာကြီးဆန်လာတဲ့ဟာကိုဒီနားတော့မှာအကုန်လုံးကြည့်ပြီးအဲ့ချက်ကိုမြောင်းနေလို့ဆိုတော့အဲ့မြောင်းချက်ကိုဆက်ချိုးပြီးဟိုဘက်မှာလောက်ခံရဲရေကံကကျွန်တော်သိကြလားရေကံကအဲ့လိုရေကြီးလားရေကံကအကြီးလားရေအများကြီးကြီးလားရေဘယ်လောက်ထိနဲ့လဲအဲ့ဒါလေးကိုအမေမြင်ခဲ့တဲ့အချိန်မှာရေကံကိုဘယ်လောက်ကြီးကြီးလေးမြင်ခဲ့ရလဲဟိုလည်းမချီရမချီဘူးအကြီးရတယ်မချီအမေကြီးဘယ်မှာကမှန်းကိုဒီကမှတ်ခေါ်စကားနေတယ်မှာမိုးတင်းကြတော့ဒီတရားစာပြီးပါရှိရဲ့တဲ့ဟိုဒီကနေဒီတတိဝိုင်းကျွန်တော်ရှိရဲ့အမြဲနေရာပြောင်းဒီဟန်တော့မဟုတ်တယ်ဟုတ်တယ်အမြဲရှိတယ်အရင်တော့ရေကမခံဘူးပေါ့အမြဲရှိတယ်ပေါ့ကျွန်တော်ကြားဘူးလေဒီမိုးထဲမှာဆိုရင်ရေကဒီချန်လေးချန်လေးတော့ကြားတယ်ဆိုတော့ပြောတယ်ဟုတ်လားလို့မေးတာမိုးကျွန်တော်ဟိုခေါ်အားရမို့ဒီဝိသဒါလို့နဲ့တော့အဘိမခွဲအစ်မှာဒီတော့ဒီနေ့အဟိဝတ်တယ်အမိချက်ဒီတော့အမိကြီးရောင်းဟိုဘက်ကိုဖောက်ပေးလိုက်တယ်မိုးတက်ရေချန်လို့ရေချန်တဲ့အတွက်ဟုတ်ကဲ့အဲ့ဒါဘယ်နှခုနှစ်လောက်ထိရေချန်တယ်လို့ဒီကိုနှစ်လောက်လောက်လဲလေနေနမ်ဘိုးနဲ့ဒူရဲ့တပြောတာအဲ့ဒါကြီးမှာပါမို့ယောက်ျားမရောက်ခင်တည်းလူငယ်အတွင်းမှာဖြစ်ကလေးဟုတ်ကဲ့လူပြိုပေါက်စားကလေးကအဲ့ဒီရဆန်နေတော့လေဟုတ်ကဲ့အပြိုရွယ်ကလေးကရေချန်ဟုတ်ကဲ့ကျေးဇူးပဲလို့နော်နဘိုးလေးပြရပဲနဘိုးလေးအဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမြို့တစ်မြို့ဖြစ်ပေါ်လာဖို့ကံပက်လက်လို့အမည်တွင်လာဖို့ဒါကျွန်တော်ထင်တာတဲ့တော့အများကြီးစိတ်ဝင်စားဖို့ကောင်းပါနဲ့ကံပက်လက်ဟာတကယ်ဖြစ်ဖြစ်ပဲဖြစ်ဖြစ်သမိုင်းကြောင်းရပဲဖြစ်ဖြစ်ဗန္ဓာကြီးရပဲဖြစ်ဖြစ်ဒီနေရာမှာတော့ရေကံတကယ်တော့အမှန်တကယ်ကိုရှိခဲ့တယ်ဒီနေရာမှာကံပက်လက်မျိုးဟောင်းကလည်းအမှန်တကယ်ရှိနေကြပါကျွန်တော်တို့ပြီးရဲ့ကံထဲမှာပလဲရှိတယ်လို့ပြောတဲ့အယူဆတွေဒီကံထဲမှာငကားစောင့်နေဒါတွေဟာကံနာရီလိုပုံမြင်လိုနဲ့သမိုင်းမှာကျေရင်ခဲ့ကြမှာပါဒါဆိုဒီကံပက်လက်မျိုးဖြစ်ပေါ်လာပုံအကြောင်းကျွန်တော်မေးခဲ့တဲ့ရရကဥက္ကဋ္ဌဥဒိုက်စောမနန်းနဲ့ကျွန်တော်ပြောဆိုခဲ့တဲ့အချိန်မှာဥဒိုက်စောမနန်းရဲ့ဒီထင်မြင်ယူဆပုံလေးဟာဒါသိပ္ပံနည်းကြပဲဖြစ်ဖြစ်ကျွန်တော်အခုရောက်ရှိခဲ့တဲ့နေရာအနေထားနဲ့အခြေအနေကိုသုံးသပ်ပြီးတော့ပဲဖြစ်ဖြစ်လေးလာကြည့်တဲ့အခါမှာဥဒိုင်စောမနန်းရဲ့ပြောဆိုယူဆချက်တွေဟာတကယ်ကိုသိစမှုရှိတယ်အဲ့တော့ဒီကံပက်လက်မျိုးအကြောင်းဥဒိုင်စောမနန်းရဲ့အင်တာဗျူးလေးနဲ့ပဲအဆုံးသတ်လိုက်ကြရတယ်1800နဲ့99ခုနှစ်မှာအင်္ဂလိပ်တက်လာပါတယ်အင်္ဂလိပ်အစိုးရတက်လာတဲ့အခါကျတော့ကံပလက်ရဲ့ကလောရဲ့မီလူရဲ့မှာတောင်စခန်းမျိုး3မျိုးဆိုပြီးတို့စဖွင့်ပါတယ်အဲ့ဒီကလေးကနေကံပလက်ကဖြစ်လာပြီးတော့ကျွန်တော်တို့1999ခုနှစ်မှာနှစ်တရာပြည့်ခဲ့ပြီးဖြစ်ပါတယ်အဲ့နှစ်တရာပြည့်ပွဲလဲကျွန်တော်တို့ခက်ပြီးဖြစ်ပါတယ်အဲ့ဒါပြီးလို့ရှိရင်ကျွန်တော်တို့အဲ့ဒီတို့အင်္ဂလိပ်တွေပေါ့နော်ပထမဆုံးတက်စခန်းချတဲ့နေရာပေါ့နော်အဲ့ဒီတော့ကအဲ့နားမှာရေကန်ရှိပါတယ်အဲ့ရေကန်ကိုအဆွဲပြူပြီးခါမှာချင်းလို့ဆိုတော့လောက်နူးလို့ခေါ်တယ်လောက်နူးရဲ့အဓိပ္ပာယ်ကတော့ပေါ့နော်လောက်ဆိုတာကရေကန်ပဲနူးဆိုတာကြီးမားတော့ရေကန်ဖြစ်ပါတယ်
အဲ့ဒါကိုကျွန်တော်တို့ဗမာလူဘာလုပ်တဲ့ခါကျတော့အဲ့ရေကမှာအရင်တော့ကပလဲကဲ့သို့ပေါ့လေဟိုမနေ့ပိုင်းမှာနေအောင်ကထိုးလိုက်တဲ့ခါကျတော့အလင်းအောင်လေးရှိတယ်အဲ့ဒီဟာကိုအစွဲပြပြီးခါမှာကံပလဲကနေပေါ့နော်အခုဆိုကံပက်လက်အဲ့လိုခေါ်တယ်လို့ဆိုပါတယ် ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ခုလေးခုနပြောသလိုပေါ့မနေ့မှနေထိုးလိုက်တဲ့အချိန်မှာရေကန်ကအယောင်လက်လာတယ်ဒီအယောင်လက်လာတာကိုဒီတောင်ထိပ်မှာရှိတဲ့ရေကန်ကိုတောင်အောက်ကသူကမြင်ရတယ်ဆိုတဲ့သဘောမျိုးပေါ့ ဟုတ်တယ်အဲ့ဒါပလဲလို့လက်တဲ့အတွက်ကံပလဲကနေပြီးတော့ကံပလဲလို့အမည်တင်သွားတယ်ပေါ့ပြောတယ်ဟုတ်ပြီအများကြီးကျေးဇူးတင်ပါတယ်ဟုတ်နော်